ဒီနေ့တော့ဒီလောက်ပဲရပ်ထားရအောင်ထပ်ပြီးအများကြီးတင်ပေးရင်နင်းဇဝေဇဝါဖြစ်ပြီးရောကုန်မှာဆိုလို့တော်သေးတာပေါ့ပြီးသွားလို့ငါကောင်းတကူလုံးပောက်ကွဲတော့မလို့ပဲနင်းတင်ယူရအောင်မဲ့အရာတွေကအများကြီးကြံသေးတယ်လေကြံသေးတယ်ဟုတ်လားငါတော့ဒီနေ့တရက်ထဲနဲ့တသက်စာရှိသမျှအသိပညာတွေအကုန်လုံးကိုတင်ယူပြီးသွားသလိုမျိုးခံစားနေရပြီကဲပါနားလိုက်ပါအောင်မနှက်ဖြန်မှပြန်ဆက်ကြတာပေါ့မလုပ်ပါနဲ့ဦးပြသူပြန်လာပြီလားမသိဘူးမစင်းစားတော့ဘူးမစင်းစားတော့ဘူးဒုတိယသခင်လေးဘလို့ဖြစ်လို့ဒီလောက်တောင်အများကြီးတောက်လာရတာလဲအဲ့ခံပွဲရှိလို့ပါကျမသခင်လေးအတွက်အမှုပြေစေးသွားယူပေးမယ်နော်ဒုတိယသခင်လေးရေလေးအရင်တောက်လိုက်ပါအောင်ကျေးဇူးပဲမင်းလည်းဘာမှအားနာမနေပါနဲ့ရပါတယ်ရှောင်းမင်းကဘသူ့အပေါ်မစိုးဒီလိုပဲကောင်းပေးတတ်တာလားရှင်ရေတစ်ခွက်ငှက်ပေးတာကကောင်းပေးတာဖြစ်သွားရောလားတောင်းပန်ပါတယ်မင်းကိုလန့်သွားစေမိပြီဒုတိယသခင်လေးရှူရှောင်းရေနင်ကလည်းဘာလို့ဒီလောက်တောင်အသုံးမကျရတာလဲဒါပေမဲ့နှလုံးခုန်တန်ကဘာလို့ဒီလောက်တောင်ညံနေရတာလဲတကယ်ကိုကြည်ကောင်းတာပဲရှူရှောင်းနင်ဘာတွေလုပ်နေတာလဲမြန်တတိဝင်ဆန်းသူကကူးမိသားစုရဲ့ဒုတိယသခင်လေးပဲလေငါဘာဖြစ်သွားတာလဲငါတကယ်ပဲသိုံပဲရှိသေးတဲ့ဒီမိန်းကလေးကိုသဘောကျမိသွားတာလား